iPhone မှာ original camera နဲ့ portrait video လန်းလန်းလေးတွေရိုက်ကူးကျင်တဲ့သူတွေရှိကြလားဒါဆိုရင်တော့ဒီ video လေးကိုစုံထိကြည့်လိုက်တော့နော်ပထမဆုံး camera app ထဲကိုဝင်ပါပြီးရင်တော့ cinematic mode ကိုဝင်လိုက်ပါ iPhone နဲ့ video ရိုက်မယ်ဆိုရင်တော့နောက်ခံ background ကောင်းကောင်းလေးနဲ့အလင်းရောင်ကောင်းကောင်းလေးရှိဖို့တော့လိုအပ်ပါတယ် video quality ကောင်းကောင်းရဖို့အတွက် 4K resolution မှာ frame rate 30 လောက်ထားပြီးပါပြီးရင်တော့ cinematic mode မှာ 2x ကိုရွေးချယ်ပြီးကိုရိုက်မဲ့အရာကို focus ထောက်ပြီးဖြတ်ပါaperture မှာတော့တင့်တော်မဲ့ပမာဏကိုရွေးချယ်လို့ရပြီး portrait video အတွက်ဆိုရင်တော့အလင်းရောင်ကောင်းကောင်းရမယ် aperture f2.8 ကပိုပြီးအဆင်ပြေစေပါတယ်ဒါဆိုရင်တော့ quality ကောင်းတဲ့ portrait video လှလှလေးတွေကိုရိုက်ကူးလို့ရနိုင်ပြီပေါ့နော်ဒီနည်းလမ်းလေးကိုသုံးပြီးတော့ကိုယ်တငယ်ချင်းတွေကိုပဲဖြစ်ဖြစ်ကိုချစ်ရတဲ့သူတွေကိုပဲဖြစ်ဖြစ် portrait video လှလှလေးတွေရိုက်ကူးပြီးတော့အမှတ်တရလေးတွေဖန်တီးပေးနိုင်ပြီပေါ့နော်ဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်များမှာလည်းဒီလိုမျိုး Apple device နဲ့ပတ်သက်တဲ့ knowledge လေးတွေကို sharing လုပ်ပေးသွားမှာဖြစ်လို့ Android Apple Authorized Reseller page လေးကိုစောင့်ကြည့်ဖို့မမေ့နဲ့အောင်နော်